တခါတော့လင်မယားနှစ်ယောက်ဟာသူတို့မိဘတွေနဲ့အတူနေထိုင်ကြတယ်။သားဖြစ်သူကမိဘကိုယူသေးတယ်။ဒါပေမဲ့သူ့မိန်းမကတော့အပြင်းကြီးပြီးမိဘတွေကိုမစောင့်ရှောက်ခြင်းဘူး။မိန်းမငါအလုပ်ကိစ္စနဲ့ခီးဝေးသွားရမယ်။ငါမရှိတဲ့အချိန်မှာငါမိဘတွေကိုပြုစုစောင့်ရှောက်ပေးလို့ရမလား။ ဘယ်တက်နိုင်မှမလဲကြည့်ပေးရမှာပေါ့ ယောက်ျားရင်တခုခုထစားပါဦး သားဖြစ်သူဟာမကြာခဏဆိုသလိုခရီးထွက်ရတယ်။သူ့မိန်းမကတော့အိုမင်းမစွမ်းတဲ့ရောက်ခမဖြစ်သူကိုမပြုစုပေးခြင်းဘူးလေ။အမေဖြစ်သူကိုလည်းအိမ်အလုပ်တွေကူမလုပ်ပေးဘူး။တနေ့မှာမိခင်ကြီးဟာရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။သူ့အမေကိုတကြိုပြီးတဲ့အခါသားဖြစ်သူဟာအလုပ်အတွက်ခရီးသွားဖို့ကိစ္စပေါ်လာပြန်တယ်။သူမသွားခင်မှာအဖေအေးနေလား။စောင့်ထက်ယူပေးမယ်နော်။ဒါဘယ်တော့ခရီးထက်သွားရမှာလဲ။တိတ်မကြခင်သွားရတော့မယ် အရင်ကဆိုအိမ်အလုပ်တွေနဲ့အဖေကိုပြုစုတဲ့အလုပ်ကိုအမေကြီးလုပ်ပေးခဲ့တာအခု तू ကမရှိတော့ဘူးငါယောက်ျားလည်းခရီးသွားတော့မယ်ဟဲ့ငါတော့ပြင်ပန်းတော့မှာပဲ ။မိမအေးငါခရီးသွားရအောင်မယ်။အဖေကိုမင်းစောင့်ရှောက်ပေးပါဦးနော် အင်းမသိပါတယ် ။ဇနီးဖြစ်သူဟာရောက်ခမကိုကောင်းကောင်းမွန်မွန်မဆက်ဆံဘူး။အစားအသောက်ကိုလည်းတဖြည်းဖြည်းလျှော့ပြီးနည်းနည်းလေးပဲကျွေးတော့တယ်တဲ့။ဖခင်ကြီးဟာတနေ့တခြားပိန်လီပြီးအားနဲ့လာတော့တာပေါ့။ဒီလိုနဲ့ပဲသူဟာနေထိုင်မကောင်းဖြစ်လာတော့တယ်။ချွေးမလေးအဖေအသက်ကြီးပါပြီ။အစားအသောက်ကိုမမတ်ပါဘူး။ဒါပေမဲ့ဒီဆောင်ကတိတ်ညစ်ပတ်နေပြီ။အဖေလက်တွေကတုံနေလို့မလျှော်နိုင်တော့ဘူး။သမီးကူလျှော်ပေးလို့ရမလား ကျမမအားဘူးလုံးမပေးနိုင်ဘူး ။အဖေအဝတ်တွေရောပဲ။အဝတ်အစားတွေကမလဲတာကြတော့နန်းစော်နေပြီ ကျမအဲ့ဒါလောက်အချိန်မရဘူးလုပ်စရာတွေအများကြီးရှိသေးတယ် ။အိုးချွေးမလေးအဖေကိုရေတစ်ခွက်လောက်ခတ်ပေးပါအောင်ကွယ်။ဟင်းရေဖြစ်ဖြစ်ရေဖြစ်ဖြစ်မပိုင်အဖေထမင်းစားမဝင်လို့ပါ ငါတို့ဘာလို့များပြုစုဆောင်ရှောက်ပေးနေရတာလဲအလုပ်ရှုပ်ရတဲ့ကြားတဲ့ဟဲ့ तू ကကျမ ။ဒီနေ့မှာသားဖြစ်သူပြန်ရောက်လာတယ်။အဖေသားပြန်လာပြီ။ဖះရေကျွန်တော်သွားတာမကြသေးဘူး။အဖေကဘာလို့ဒီလောက်ပိန်သွားရတာလဲ။အော်သားပြန်လာပြီလား။မပူပါနဲ့အဖေကအသက်ကြီးပြီအရင်လိုဘယ်ဟုတ်နိုင်တော့မလဲ။ဒါပေမဲ့အဖေအရန်ပိန်သွားတယ်။ကျွန်တော်မိမအဖေကိုကောင်းကောင်းဂရုမစိုက်ဘူးလား။သားရဲ့မိမကိုအပြစ်မတင်ပါနဲ့ကွယ်။သူ့မှာအိမ်မှုကိစ္စတွေအများကြီးပဲ။ သူတော်တော်ပင်ပန်းပါတယ်။ သူဘလောက်ပဲအလုံးရှုပ်ရှုပ်အဖေကိုတော့ဒီလိုပြစ်မထားသင့်ပါဘူး။ သူတော်တော်ဆိုးတာပဲ။အဖေကိုငါမိမဒီလိုဆက်ဆံနေရင်အဖေဘယ်လိုလုပ်အသက်ရှင်နိုင်တော့မှာလဲ။သူ့ရဲ့စိတ်ဓာတ်ကိုဘယ်လိုပြုပြင်ပေးရမလဲ။မိမရေငါခရီးသွားရအောင်မယ်။အဖေကိုစောင့်ရှောက်ပေးပါဦးနော် စဉ်းစားကြည့်ပါအောင်ကျမကလေးလည်းထိတ်ရတယ်အိမ်အလုပ်တွေလည်းအကုန်လုပ်ရတယ်အဖေကအသက်ကြီးပြီဘာမှအသုံးမဝင်တော့ဘူး ။အိုးကဘာပေါ်မှာထူးဆန်းတဲ့လျှို့ဝှက်ချက်တွေရှိတယ် ဘာများလဲ ။ငါမြောက်ပိုင်းကိုသွားတော့တက်ကြီးရွယ်အိုတွေကိုဈေးကောင်းပေးဝယ်တဲ့လူထူးဆန်းတစ်ယောက်ကိုတွေ့ခဲ့တယ် ဘာတကြီးရွယ်ဦးတွေဝယ်တယ် ။ဟုတ်တယ်။ဒါပေမဲ့သူတို့ကကျမ်းမာပြီးဝါဖြိုးတဲ့တက်ကြီးရွယ်အိုတွေကိုပဲဝယ်တာ ဟမ်ဟုတ်လား ။တစ်နှစ်အတွင်းအဖေကိုကောင်းကောင်းပြုစုလို့သူဝလာရင်ပြန်ရောင်းလို့ရပြီ အဖေထမင်းထစားပါအောင်ဟိုတလောကကျမသိမ့်မအားလို့အဖေကိုကောင်းကောင်းဂရုမစိုက်နိုင်ခဲ့ဘူးအခုချိန်အားစပြီးအဖေကိုအချိန်ပေးပါမယ်ထမင်းထလို့ခြင်းသေးရင်ကျမကိုပြောနော် ။ကျေးဇူးပါပဲကွယ်။အဖေကအသက်ကြီးပါပြီ။အများကြီးမလိုတော့ပါဘူး။ အဖေဘာလုပ်နေရလဲ အော်သမီးနဲ့မြေးလေးအတွက်ညစာချက်နေတာလေသမီးကအလုပ်အရမ်းများတော့အဖေကူလုပ်ပေးခြင်းလို့ပါ အဖေကလည်းသမီးပဲလုပ်ပါမယ်သမီးလုပ်နိုင်ပါတယ် အဖေကိုသမီးပြုစုရတာပင်ပန်းလာပါပြီအခုအဖေနေကောင်းသွားပါပြီသမီးကိုအိမ်အလုပ်တွေကူလုပ်ပေးပါရစေနားလိုက်သမီးမြေးလေးကိုအဖေထိမ့်ပေးမယ်ဖခင်ကြီးဟာနေပြန်ကောင်းလာပြီးသူ့ချွေးမကိုအိမ်အလုပ်တွေအများကြီးကူလုပ်ပေးတယ်။ယောက်ကမဟာသူ့အပေါ်အရန်ကောင်းမှန်ချွေးမတိလာပြီးစိတ်မကောင်းဖြစ်သွားတယ် အဖေရဲ့တနေ့ကုန်လုပ်နေတာပဲနားပါအောင် ။
သမီးကိုကူညီခြင်းလို့ပါအဖေမှာအားရှိပါတယ်သမီးကိုကူညီရမယ်လေချွေးမနဲ့ယောက်ကမတို့ပျော်ပျော်ရွှင်ရွှင်နေလာကြရင်တစ်နှစ်ကြာမှတားဖြစ်သူပြန်လာတယ်မိမကြီးငါအခုမှပဲပြန်ရောက်တော့တယ်အဖေကတန်မာဝါဖြိုးနေရပဲသူ့ကိုရောင်းလို့ရပြီ အမလီပြောရလိုက်တာရှင်အဖေကိုရောင်းဖို့ကျမလုံးဝသဘောမတူဘူးအဲ့ဒီအကြောင်းကျမကိုဘယ်တော့မှလာမပြောနဲ့ မင်းမကြိုက်ဘူးဆိုရင်လည်းငါမပြောတော့ပါဘူးနောက်ဆုံးမှာတော့တားဖြစ်သူရဲ့မေတ္တာတရားနဲ့ဉာဏ်ပညာကြောင့်သူဇနီးဟာချွေးမအလိမ်မာဖြစ်သွားပါတယ်သူတို့ဟာအသက်ထက်ဆုံးပျော်ရွှင်စွာနဲ့ချစ်ချစ်ခင်ခင်နေထိုင်သွားကြပါတော့တယ်တက်ကြီးရဲ့အိုတွေဟာအဖို့တန်ရတနာတွေပါသူတို့ဘဝတစ်လျှောက်လုံးသားသမီးတွေအပေါ်ချစ်ခင်မြတ်နိုးစွာပြုစုဆောင်ရှောက်ခဲ့ပါတယ်သူတို့ရဲ့ကြံရှိတဲ့ဘဝသက်တမ်းမှာသူတို့ကိုပြန်လည်ပြုစုဆောင်ရှောက်ပြီးကျေးဇူးဆက်တင်ပါတယ်